你也内心不完嘛？心的路一江说，参年大的，你内部对巴路啊不嘞？参年大的内部对巴年里呀，罗罗嘎说啦，啥我你里呢多嘎的西的，大爷、大米爷说啦路，谁不要的吃的伢西的，哎的路，谁不比着你罗嘎子的嘛？谁哎？ချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုမြတ်စွာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်မြတ်စွာဘုရားရဲ့ခုံလေးကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာဘယ်တော့မှမလုပ်ဘူးစိတ်ကြွယ်ရမှတောင်မကောင်းမှုမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ဂုဏ်တော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်တော်တွေအတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံနေဆိုတဲ့ဂုဏ်တော်တွေဖရာဂုဏ်တော်တွေကိုတစ်ခုချင်းတစ်ခုချင်းစဉ်းစားပြီးနေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေတည်ငါအဖြစ်အငြိမ့်သွားကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဖရာတရားတန်ခါထဲမှာစိတ်ကိုနှစ်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင်ခန္ဓာဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့ရသော်ဘုရားရဲ့ဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာသံဃာဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာမဖြစ်လဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဘုရားကုံတရားကုံတန်ခါကုံထဲမှာစိတ်လေးဟာတည်ငြိမ်ပြီးတော့နေတယ်ခုကိပြောတာလို့ဘုရားကုံပရိစိတ်နေမယ်တရားကုံတန်ခါကုံပရိစိတ်နေမယ်ဘုရားတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုရရှိနိုင်တယ်လို့ဒီလိုဆို